မင်္ဂလာပါဒီနေ့ Excel training လေးမှာဘာကိုအဓိကထားပြီးပြချင်လဲဆိုလို့ရှိရင် Excel မှာပေါ့နော်ဒီအပေါ်မှာရှိနေတဲ့ဘာတန်းကိုဘယ်လိုခေါ်လဲဆိုတာသိချာရှင်းပြချင်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါ Excel 2021ရဲ့ဘာလဲဆိုလို့ရှိရင်မြင်ကွင်းလေးပေါ့နော်ဆိုတော့2021ရှိတဲ့သူတွေဆိုဒီမြင်ကွင်းလေးကိုမြင်ရလိမ့်မယ်ဒီ file ဆိုတာကို tab ပေါ့နော် home လို့ insert လို့ draw လို့ page layout တို့ formulas တို့ data review view ဒါတွေအကုန်လုံး tab လို့ခေါ်ပါတယ်သူရဲ့ဒီ home tab ရဲ့အောက်မှာရှိတဲ့ဒီအပြားလိုက်ကြီးပေါ့နော်ဒါ ribbon ပေါ့နော် ribbon လို့ခေါ်တယ်အဲ ribbon မှာတော့ဒီအောက်မှာနာမည်လေးတွေထားရှိရယ် clipboard တို့ file တို့ alignment တို့ဒါတွေကိုကျတော့ဘာလို့ခေါ်လဲဆိုရင် group လို့ခေါ်တယ်အဲ group တွေရဲ့မှာပေါ့နော်ဒါuser တွေအသုံးများတယ်tools တွေကိုပြထားတာ user တွေသိပြီးမသုံးတဲ့ tools တွေကိုကြတော့ဒီဘေးမှာရှိရဲ့ဒီမြားလေးပေါ့နော်အဲမြားလေးကိုနှိပ်ပြီးတော့မှထပ်ပြီးတော့မှကြည့်လို့ရတယ်ဒါတွေက user တွေသိမသုံးတဲ့ဟာတွေ tools တွေဆိုသူက hide ထားတဲ့သဘောမှာရှိရပေါ့နော်ပြီးရင်ဒါဆိုရင် insert tab လို့ခေါ်တယ် drop tab ဒီမှာအားလုံးအတူတူပဲဒီတောက်လေးတွေမှာရှိရဲ့ group တွေရဲ့တောက်လေးတွေမှာရှိရဲ့နေရာလေးတွေကဘာလဲဆိုလို့ရှိရင်hide ထားတဲ့ tools တွေရှိရပါတော့ဆိုတော့ဒါဒီအပေါ်ဟာကို tab လို့ခေါ်တယ်ဒီအလယ်ဟာ ribbon လို့ခေါ်တယ်ပြီးရင်ဆိုင်ရာ font ဆိုရင်ဒါကို group လို့ခေါ်တယ်ပေါ့နော်ဆိုတော့ခါကြတော့ဒီမှာတို့တွေဟာဒီ ribbon ကြီးကိုပေါ့နော်အမြဲတမ်း display ပြထားတယ်ဆိုတော့အမြဲတမ်း display ပြထားတာနေမပြချင်ဘူးဆိုဒီညာဘက်ပေါ့နော်ဒီအခု mouse ပြထားတဲ့နေရာမှာ ribbon display option ဆိုရှိအဲ့ဒါကိုနှိပ်လိုက်မယ်အဲ့နှိပ်ပြီး full screen mode ကိုပြောင်းလိုက်မယ်ဆိုရင်ဒါကြီးကအဖွဲအားလုံးမြင်ရတဲ့ပုံစံအတိုင်းပဲသူ ribbon တွေ tab တွေအားလုံးပျောက်သွားပြီ10ခွက်တွေပဲ full screen မြင်ရတယ်ဟုတ်ပြီအဲ့နေရာကိုပြန်နှိပ်လိုက်တယ်ဆိုလို့ရှိရင်တို့တွေဘာဖြစ်လဲဆိုလို့ရှိရင်လုံးဝ full screen ပဲမြင်ရတယ်ပေါ့နော်ဆိုတော့ဟိုပေါ်ကအဆက်လေး30ကိုပြန်နှိပ်လိုက်တော့ ribbon တွေပြန်ပေါ်လာတယ်အဲဒီကကျတော့ show tabs only ဒါဆိုရင်တော့ tab တွေပဲမြင်ရမယ်ဘာလို့တော့မမြင်ရတော့ဘူးလဲဆိုလို့ရှိရင်တို့တွေခုနပြောခဲ့တဲ့ ribbon တွေတော့မမြင်ရတော့ဒါကဒီ area formula area ကိုချုပ်ချက်လုပ်လို့ရတယ်ဆိုတာကိုပြောချင်တာပေါ့နော်ပြီးတော့နောက်နေရာကိုပြန်သွားနှိပ်လိုက်မယ်ပြီးတော့ခါကျတော့တို့တွေဘာလုပ်ချင်တာလဲဆိုလို့ရှိရင်tab တွေအပြင်တို့တွေကဘာတွေပြန်ရချင်လဲဆိုလို့ရှိရင်ဒီနေရာမှာ show tab only ကနေပြီးတော့မှဘာပြန်ရွေးမလဲဆို always show ribbon ပေါ့နော်ribbon တွေကြည့်ပါတို့တွေမြင်ရမယ်ဆိုပြီးပြောတယ်အဲ့တော့ဒီ script မှာဒီအပေါ်ဆုံး area လေးကိုကျတော့ဘာလို့ခေါ်လဲဆိုရင် quick access toolbar လို့ခေါ်ပါတယ် quick access toolbar ပေါ့နော်ဒီ quick access toolbar ကျတော့လွယ်လင်းတကူတို့တွေအသုံးပြုလို့ရတဲ့ tools တွေဒီပေါ်မှာတင်ထားရပါတော့ဆိုတော့ now အပိုင်းမှာဆိုလို့ရှိရင်ဒီ ribbon တွေtab ဒီ quick access toolbar က tools တွေကိုဘယ်လိုထည့်ရဲပြိုရဲဆိုတာကိုပြန်ပြီးတော့ပြုပေးမှာဖြစ်ပါတယ်ဒီနေ့ပေါ့နော်ဒီအပိုင်းလေးကိုကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်